ဒီလူကဘူဖေးဆိုင်တစ်ဆိုင်မှာသွားစားဖို့ပြင်ဆင်တဲ့အနေနဲ့နှစ်ရက်တိတိစံပြုတ်တစ်ခွက်ထဲနဲ့အငတ်ခံပြီးဖြတ်တန်းခဲ့တာပါအစားစားပြီးတိုင်းလဲထိုင်ထားအချိန်တရမပြတ်မကွက်လုပ်ခဲ့ပါတယ်ဒါတွေအားလုံးကိုသူ့လုပ်ခဲ့တဲ့ရွေးချက်ကတစ်ခုတည်းပါအဲ့ဒါကဘူဖေးဆိုင်မှာပေးရတဲ့ပတ်စံထက်ပိုတန်အောင်စားနိုင်ဖို့အတွက်ပါပဲဒါပေမဲ့သူဆိုင်ကိုရောက်တဲ့အခါမှာတော့အခြားလူတွေလိုအစားအစာတွေစီကိုတမ်းမပြေပါဘူးအဲ့ဒီအစားဆိုင်ထဲမှာရှိတဲ့အစားတောက်တွေအကုန်လုံးကိုအရင်ဆုံးတေချာလက်ပတ်ကြည့်ရှုပါတယ်ဆိုင်ထဲမှာတရှဲရှဲနဲ့ကျက်နေတဲ့စတိတ်အမဲသားလုံးတွေကျွတ်ရွနေတဲ့ရွှေဝါရောင်တံပူရာတွေနဲ့အရေးကြီးဆုံးဖြစ်တဲ့သူ့အကြိုက်ဆုံးနှင်းကနန်းလက်မတွေရှိနေတာကိုတွေ့လိုက်ရတယ်မိနစ်ပိုင်းတွင်းမှာတင်သူဘယ်လိုစားမလဲဆိုတဲ့အကောင်းဆုံးဖြူဟာကိုစိတ်ထဲမှာပုံဖော်လိုက်တဲ့အံ့ဩဖို့ကောင်းတာကသူ့အကြိုက်ဆုံးဖြစ်တဲ့နှင်းကနန်းစီကိုမသွားပဲဆူရှီကောင်တာစီတန်းစီပြီးပကံနဲ့အပြည့်ထည့်ပါတယ်ပြီးတော့အမဲသားနဲ့မုံလာဦးနီကိုအချိန်ကြာကြီးချက်ထားတဲ့စွပ်ပြုတ်ပူပူတစ်ခွက်ကိုပါယူလိုက်သေးတယ်စပွဲမှာထိုင်လိုက်တာနဲ့တင်ရှိမှရှိသမျှအကုန်လုံးကိုအငမ်းမရစားပါတော့တယ်အားလုံးပြည့်နဲ့စားနေရင်းတောင်အနာကတခြားစားသုံးသူတွေကိုစိတ်ထဲကနေလှမ်းပြီးအပြစ်တင်ဝေဖန်ဖို့မမေ့ပါဘူးသူ့အမြင်မှာတော့အဲ့ဒီလူတွေထဲကတယောက်မှဘူဖေးဆိုင်မှာစနစ်တကျဘယ်လိုစားရမလဲဆိုတာကိုနားမလည်ကြပါဘူးသူဒုတိယချီအတွက်ပြင်ဆင်နေတော့မှပဲရုတ်တရက်ရင်းနှီးနေတဲ့မြခဏတစ်ခုကိုလှမ်းမြင်လိုက်ရပါတာကတော့အစားအသောက်လောကမှာသူ့ရဲ့အကြီးမားဆုံးပြိုင်ဘက်ပါပဲအဲ့ဒီပြိုင်ဘက်ဘာဆက်လုပ်မလဲဆိုတာကိုသူရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေတော့မှပဲထိုလူကနှင်းကနန်းတွေစီကိုတမ်းမတ်စွာရှောက်သွားတာကိုမြင်ပြီးစွန့်သွားရပါတယ်ဒီလောက်အောက်တန်းကျတဲ့အခြေခံပြူဟာမျိုးသုံးတာကိုမြင်တော့သူတဟားဟာအော်ရခြင်းစိတ်ကိုမနှဲအောင်ထားလိုက်ရပါတယ်သူ့အမြင်မှာတော့အဲ့ဒီပြိုင်ဘက်ဟာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုဖြေဖို့စူးစမ်းနေတဲ့မူလတန်းကျောင်းသားလေးတစ်ယောက်လိုပါပဲဒီပွဲမှာသူပဲနိုင်မှာတေချာသွားပြီလို့ကိုယုံကြည်မှုအပြည့်နဲ့ဒုတိယအချီကိုစတင်ပါတော့တယ်ဒါပေမဲ့သူကတော့နှင်းကနန်းကိုအရေးမလုပ်ပဲကြော်သွားပြန်ပါတယ်အဲ့ဒီအစားတခြားစားတောက်ကောင်တာကိုတွားပြီးဟင်းပွဲတွေကိုတေးချာထည့်ရွေးပါတယ်သူ့ရဲ့ပကံကိုကြည့်ပြီးငါကတော့ဘူဖေးဖြူဟာရဲ့အထုပ်ထိပ်ကိုအပိုင်ရသွားပြီးဆိုတဲ့ဂုဏ်ယူစိတ်နဲ့ပျော်ပျော်ပါးပါးကြီးဆက်စားနေပါတဲဒါပေမဲ့ဆိုင်မန်နေဂျာမျိုးသမီးကသူ့စားနေပုံကိုမြင်တဲ့အခါမှာတော့အော်ရခြင်းစိတ်ကိုမနှဲထိတ်လိုက်ရပါတယ်မန်နေဂျာအမြင်မှာတော့ဒီလူဟာလိန်စားလို့အကောင်းဆုံးလုံသူတစ်ယောက်ပါပဲတစ်ချိန်တည်းမှာပဲသူ့ပြိုင်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့မန်နေဂျာကောင်းကြိုက်သွားပါတယ်ဘာလို့လဲဆိုတော့ထိုလူကဈေးကြီးတဲ့နှင်းကနန်းတွေကိုပကံပြည့်အချိန်ခုခတ်ပြီးဆိုင်ရဲ့အစင်းမြင့်အဖျော်ရမကာတွေနဲ့တွဲဖက်ကမျက်ရည်ရှက်ရည်စားတောက်နေလို့ပါအဲ့ဒီအချိန်ကြာမှသာဒီလူလဲတစ်ခုခုတော့မှားနေပြီဆိုတာကိုရိပ်မိသွားပြီးသူအစားအစာတွေထပ်ယူဖို့အမြန်ပြေးရတယ်ဒါတော့မှနှင်းကနန်းကိုသွားမယူသေးဘူးပြိုင်ဘက်ကစတိတ်တွေကိုမမြင်ရသေးတာမို့စတိတ်ကောင်တာစီကိုပဲတန်းသွားလိုက်တယ်အသာစီးပြန်ရပြီအထင်နဲ့သူကစတိတ်နှစ်တုံးအပြင်ပေါ်ကနေစီပြန်ချက်ထားတဲ့အသားတွေကိုပါအပုံလိုက်မှယူလိုက်တယ်ဒါပေမဲ့အသားတွေကိုအကုန်ပြောင်းအောင်စားပြီးတဲ့နောက်မှာတော့ကတ်ဆိုးကြီးစိုက်ပါတော့တယ်သူပိုက်အောင်သွားခဲ့ပါပြီအရှုံးမပေးချင်သေးတာမို့သူအသက်ရှူရခက်ခက်နဲ့ပဲသူသိကြိုက်တဲ့နှင်းကနန်းတွေစီကိုရိုင်းတိရိုင်းတိုင်းရှောက်သွားတယ်အနီးစုံတလုံးလောက်စားနိုင်ရင်တော့သူနိုင်အောင်မယ်လို့တွေးနေတော့မှပဲဒါပေမဲ့ကောင်တာကိုရောက်သွားတဲ့အခါမှာတော့နှင်းကနန်းပန်းတစ်ခုလုံးပြောင်းတလင်းခါနေပြီးတယောက်ကအကုန်သိမ်းကျုံယူသွားတာပါပိုဆိုးတာကဝန်ထမ်းတွေကဒီညအတွက်နှင်းကနန်းကုန်သွားပြီလို့ကြေညာလိုက်တာပါပဲသူမှအားလျှော့စိတ်ပြက်လက်ပြက်နဲ့သူ့ပြိုင်ဘက်စီကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်မိတယ်ပြိုင်ဘက်ကသူ့ရှိမှနှင်းကနန်းခွန်တွေတောင်လိုပုံနေတဲ့ပုံကြီးတစ်ပုံနဲ့အေးအေးဆေးဆေးထိုင်နေပါတယ်အဲ့ဒီအချိန်ကြာမှပဲသူအရာအားလုံးပြပြီးဆုံးသွားပြီဆိုတာကိုနားလည်လိုက်ပြီးသူလုံးဝရှုံးနေသွားခဲ့ပါပြီ